ဟုတ်ကဲ့ပါခင်ဗျာနော်ဒါတော့နေ့ရက်9လအတွက်လုံးမိုင်ပါနော်နေ့9လအတွက်လုံးမိုင်စိုက်ပြီးတော့တက်ပြရင်ခဏတင်ပြပါခင်ဗျာနော်ဒါကကမှတော့ကျွန်တော်တို့လုံးမိုင်ဘယ်လိုလဲတော့နေ့လေး3ပေါင်းရဟုတ်ကဲ့ပါနော်နေ့လေး3ပေါင်းရကိုနှစ်ချစ်ပေါင်းရဘုရားလုံးမိုင်ပြပါနော်ဘုရားလုံးမိုင်တို့တွေ့ပါတော့ဘုရားတို့တွေ့မင်းရတော့ဒီမှာ3ညနှစ်ကိုတော့ရမယ်နော်3ညနှစ်5တကွက်မိန်းနှစ်ကွက်ပေါ့နော်3ညနှစ်5တကွက်နဲ့3ညနှစ်ကိုတကွက်မိန်းပေါ့နော်ဒီအောက်မှာရန်တော့ရန်ပေါ့နော်ရန်ကွက်ကတော့ကျွန်တော်တို့3ညနှစ်3ရမယ်3ညနှစ်3တကွက်ရမယ်3ညနှစ်3တကွက်ရမယ်အဲ့တော့3ညနှစ်8တကွက်ရမယ်နော်အရာနှစ်ကွက်မိန်းနှစ်ကွက်ပါနော်အရာနှစ်ကွက်နဲ့မိန်းနှစ်ကွက်နဲ့ပဲကျွန်တော်တင်ပေးလိုက်ပါမယ်နော်လုံးမိုင်ကတော့ကျွန်တော်ဒီ3ညနှစ်တစ်လုံးနှစ်3ညကောင်းဆုံးလုံးမိုင်တော့နှစ်ပေါ့နော်လုံးမိုင်နဲ့အတွက်ကတော့3ညနှစ်အတွက်ဒါကောင်းနေပါရဲ့နော်ဒီမှာရန်နှစ်ကွက်မိန်းနှစ်ကွက်ပါနော်ကဲဒါတော့2ရက်နေ့ထွက်မယ်နော်မနေ့2ရက်နေ့ထွက်မယ်သတိကြီးကြွရနော်2ရက်နေ့